အဲဆုံးဒီမှာ Zoom meeting create လုပ်ဖို့အတွက်ကြိုက်တဲ့ browser တွေဝင်လိုက်မယ်ကျွန်တော်တော့ Microsoft အထက်ဝင်လိုက်မယ်ဒီမှာဆိုရင်ကျွန်တော်တို့က Zoom login ဆိုတဲ့ဟာကိုတစ်ချက်နှိပ်လိုက်မယ်တိတ်ပြီးဒီမှာပေါ်နေတဲ့ sign in Zoom ဆိုတဲ့ဟာကိုတစ်ချက်ဝင်လိုက်မယ်ဝင်ပြီးရင်ကျွန်တော်တို့က Gmail နဲ့ login ဝင်ရမှာဖြစ်တဲ့အတွက်ကျွန်တော် Google ဆိုတဲ့ဟာလေးကိုဝင်လိုက်မယ်ဝင်ပြီးရင်ကျွန်တော်တို့ချိန်မှာ Gmail နဲ့ login ဝင်လိုက်မယ်နော်ဒီမှာဆိုရင်ကျွန်တော်တို့ Zoom account create လုပ်ပြီးတော့ပြဖြစ်ပါတယ်နော်ပြီးရင်တော့ကျွန်တော်တို့က Zoom meeting link create လုပ်ဖို့အတွက်ဒီညာဘက်အောက်မှာရှိတဲ့ schedule တွေကိုဝင်လိုက်မယ်ကျွန်တော်တို့မှာဝင်ပြီးသွားရင်ဆိုရင်ဒီမှာကျွန်တော်တို့ name ပေးရမယ်ကျွန်တော်တို့ meeting link meeting လုပ်ဖို့အတွက်သူက name ပေးရမယ်ဒီမှာတော့ကျွန်တော်ကစမ်းပြတာဖြစ်တဲ့အတွက်ကျွန်တော် area ဆိုပြီးပေးလိုက်မယ်ပြီးပြီးအောက်မှာ date ရွေးလို့ရတယ် date ကသူကနှစ်ပတ်စာကြိုးပြီးတော့ရွေးလို့ရတယ်ကျွန်တော်ကတော့16ရက်နေ့ date နဲ့ရွေးလိုက်တယ်ပြီးရင်ကျွန်တော်တို့ကအချိန်ကြိုက်တဲ့အချိန်ရွေးလို့ရတယ်ဒီမှာကျွန်တော်ကတော့7နာရီဆိုပြီးတော့ရွေးလိုက်မယ်ရွေးပြီးရင်ဒီမှာကျွန်တော်တို့ AM ဆိုပြီးတော့ထားလိုက်မယ်ဒီမှာဆိုရင်သူက default ပေးတယ်ကုန်းနဲ့သွားမှာလားကိုယ့်ဘောက်ကို create လုပ်ပြီးတော့ password နဲ့သွားမှာလားဆိုတော့ဒီမှာလာမယ်အဲ့မှာကျွန်တော်တို့ကကိုယ့်ဘောက်ကို create လုပ် password ကို create လုပ်မယ်ဒီမှာကျွန်တော်က86လုံးပေးလိုက်မယ်6လုံးပြီးသွားပြီဆိုရင်ကျွန်တော်တို့ပြန်စစ်လိုက်မယ်တကယ်လို့ပြည့်စုံတယ်ဆိုရင်တော့ကျွန်တော်တို့ C ကိုနှိပ်လို့ရပါတယ်နော်မစီကိုနှိပ်ပြီးသွားရင်ဒီမှာအောက်မှာ copy ဆိုတဲ့ဟာလေးရှိတယ်အဲ့ဟာက meeting link ကျွန်တော်တို့ join မဲ့လူတွေကိုကျွန်တော် Viber ကနေပဲဖြစ်ဖြစ် Gmail ကနေပဲဖြစ်ဖြစ်ကြိုက်တာနဲ့ပို့လို့ရတယ်เนาะဒီမှာ copy ယူပြီးတော့အဲ့ဒီ link ကိုပို့လို့ရတယ် meeting join မဲ့လူတွေကိုပြီးရင်ဆိုရင်တော့ကျွန်တော်အရင်ဆုံး start ဆိုပြီးတော့နှိပ်လိုက်မယ်နှိပ်ပြီးရင်ဒီမှာဆိုရင်ကျွန်တော်တို့ကပုံမှန်ဆိုရင်ကျွန်တော်တို့ဒီမှာเนาะအတန်ကြီးဖွင့်ထားမယ်ကင်မရာကိုဖွင့်ထားရမယ်ကျွန်တော် sample ထွေးရတဲ့ဒီမှာဒါဒီပိတ်ထားလိုက်တယ်ပြီးရင် startဒီမှာဒါကတော့ meeting link နဲ့ရောက်သွားပြီတကယ်လို့ကျွန်တော် join တဲ့လူတွေကလာ join နေဆိုရင်တော့ဒီအပေါ်မှာ admin ဆိုပြီးတော့ပေါ်တယ်အဲ့ဒါလေးကို admin နှိပ်ပြီးမှလာ join တဲ့လူတွေကကျွန်တော်တို့ရဲ့ Zoom meeting link နဲ့ကိုရောက်မှာဖြစ်တယ်เนาะတကယ်လို့ကျွန်တော်တို့က Zoom meeting link ပြီးသွားပြီဆိုတော့ဒီမှာ list ဆိုတဲ့အားလေးကိုနှိပ်လိုက်မယ်เนาะ cancel ဆိုရင်နှိပ်လိုက်ရင်ကျွန်တော်တို့ meeting ကပြီးသွားပြီဖြစ်တယ်အားလုံးပဲကျေးဇူးတင်ပါတယ်